နန္ဒာရေတွေပန်းတွေစီမီတွေနဲ့ပါတခန်းတနာပူဇော်လာကြတယ်အဲ့ဒီလိုနဲ့နှစ်ပေါင်းရာချီကြာလာတဲ့အခါကျွန်တော်တို့ယနေ့ချင်းမြင်တွေ့နေရတဲ့ကဆုံညောင်ရဲသုံးဖွဲလောက်ဆိုတဲ့ကြီးကျယ်ခမ်းနားတဲ့ဘာသာရေးနဲ့ယဉ်ကျေးမှုပွဲတော်ကြီးအဖြစ်အသွင်ပြောင်းသွားတာဖြစ်ပါတယ်ဗျာ ဆိုလက်ပြည့်နေဟာဘာသာတရားတစ်ခုလုံးရဲ့ဝင်ရိုးသူဖွယ်ဘလို့ဖြစ်လာတယ်လေပြီးတော့နေချောင်မောင်းမျောဆောင်ကြတဲ့အထိညောင်ရည်သွန်းပွဲတော်ဆိုပြီးဘလို့အသက်ဝင်နေစေလဲဆိုတော့လူဝက်ချက်တွေကျမတို့တေချာလေးတူးဆော်သွားကြမှာပါ这个新闻xã會講明起先都好偏嘛吧 ရှေးအောင်မတန်းနေနေစလိုက်လောက်အောင်ရှင်ဂိုရမမဲဆော်ဖျားရဲ့ဘဝတတတာဝါအရေးကြီးဆုံးဖြစ်ပြ၅ခုစလုံးကကစွန်လက်ပြည့်နေတရက်တဲမှာပဲတိုက်ဆိုင်နေရဆိုတဲ့အချက်ကတော်တော်လေးမယုံလဲစရာကောင်းနေတယ် တကယ်ကိုစဉ်းစားစရာပါပဲတမိုင်းမတန်းဒီကိုအပေါ်ရန်ကြည့်ရင်ရိုးရိုးလေးလို့ထင်ရပေမဲ့လေအသေးစိတ်ပြန်ကြည့်တဲ့အခါမှာအဖြစ်ဖြစ်၅ခုစလုံးကကစုံလက်ပြည့်နေဆိုတဲ့စုံချက်တစ်ခုထဲမှာလာပြီးစုစုံနေတာကိုတွေ့ရပါတယ်ဗျာ ဟုတ်ကဲ့ဘယ်အချက်နေစကြည့်မလဲရှင် ပထမဆုံးအစပြောရမယ့်အချက်ကတော့ဗျာဗျာဒိတ်ခံယူခြင်းပါပဲကျန်းကန်နေရလေးတိမ်ချင်းနဲ့ကဘာတစင်းအစကစုံလက်ပြည့်နေမှာတူမေတာရှင်ရတဲ့ဟာဒီပင်ကရာမြတ်စွာဘုရားထံတော်ကနေဘုရားစင်စစ်ဧကန်ထင်မဲ့ဆိုတဲ့နိယတဗျာဒိတ်ကိုရရှိခဲ့ပါတယ် ခဏလေးအဲ့ဒီလေးသိင်ကြီးနဲ့ကမာတစိမ့်ဆိုတဲ့စကားလုံးကလေကျမတို့ငယ်ငယ်ကတည်းကကြားဖို့နေချမှုရိုးရိုးလေးလို့ထင်တော့ပေမဲ့တကယ်တမ်းအဲ့ဒီအချိန်ကာလကိုခစ်တဲ့အမြင်နဲ့ပြန်ပြီးပုံဖော်ကြည့်အောင်လား ကောင်းတော့ပဲဗျာဘလို့ပုံဖော်မလဲ တင်းကြီးဆိုတဲ့အရေအတွက်ကကနန်းချီရေးရင်3ရက်ရီဘလောက်တောင်ပါတယ်လေဆိုတာရေတွက်လို့တော့မလွယ်ဘူးလေဆိုလိုတာကခစ်တဲ့နက္ခတ္တဗေဒပညာရှင်တွေတွက်ချက်တဲ့စကြဝဠာကြီးရဲ့တက်တန်းလောက်ဒါမှမဟုတ်အဲ့ဒီထက်တောင်ကျပြန့်နေတဲ့အချိန်ကာလကြီးတစ်ခုလို့ပြောလို့ရတယ် ဟုတ်တယ် အဲ့ဒီလောက်ရှည်လျားလုံးတဲ့အချိန်ကာလကြီးရဲ့အစမဟာကဆုံးလက်ပြနေဖြစ်လေတယ်ပေါ့ သိကြပါတယ်ဗျာအဲ့ဒီလိုအေယာမအချိန်ကာလကြီးတစ်ခုရဲ့အစမကနေတမိုင်းရဲ့အချိန်ဆက်တွေကိုဆက်ကြည့်မယ်ဆိုရင်နောက်ထပ်အဖြစ်ပြက်၄ခုစလုံးကလည်းအန်ဆိုးစရာကောင်းလောက်အောင်ဒီကစုံလက်ပြည့်နေကိုပဲပြန်ရောက်လာပြန်တယ် ဆက်ပြောပါအောင်ရှင် မဟာတက္ကရာဇတ်68ခုနှစ်ကစွန်လာပြီတောကြနေမှာဖျားအလောင်းတော်ကိုဖွားမြင်တော်မူတယ်။ဒါကခရစ်တော်မပေါ်မီ BC 623ပေါ့ဗျာ တော့ကြနေနော် ။ဟုတ်တယ်။ပြီးတော့မဟာတက္ကရာဇတ်103ခုနှစ်ကစွန်လာပြီဘူဒ္ဓဟူနီ BC 588မှာတစ္ဆာ၄ပါးကိုတည်မြင်ပြီးဖျားဖြစ်တော်ရောက်တော်မူတယ် အသက်31နှစ်အရွယ်မှာပေါ့ ။မှန်ပါတယ်။ပြီးတော့အဲ့ဒီနောက်တစ်နှစ်အကြာမဟာစက္ကရာ1004ခုနှစ်ကဆုန်လာပြည့်နှစ် BC 587မှာဆွေတော်မျိုးတော်တွေကိုဗုဒ္ဓဝင်အကျင့်ဟောတော်မူတယ် ဟုတ်ကဲ့ ။နောက်ဆုံးမဟာစက္ကရာ1048ခုနှစ်ကဆုန်လာပြည့်အင်္ဂါနေ့ BC 543မှာပြိနေပန်ဆန်တော်မူခဲ့ပါတယ်ဗျာ အခုပြောသွားတဲ့တက္ကရာတွေကိုပြန်နားထောင်ကြည့်ရင်လေ BC 623ကနေ BC 543အထိနှစ်ပေါင်း80ကာလအတွင်းမှာဖြစ်ပျက်ခဲ့တဲ့အရာတွေပေါ့ ဟုတ်ပါတယ် လူတစ်ယောက်ရဲ့အစမွေးဖွားခြင်းအလဲအမြင့်ဆုံးဉာဏ်ပညာကိုရရှိခြင်းနဲ့မျှဝေခြင်းနောက်ဆုံးအဆုံးသတ်ကွဲလုံခြင်းအလုံးကပြက်ခရညတရထဲမှာစုနေတယ်ဝါရှေးခေတ်ကသမိုင်းပညာရှင်တွေဒါမှမဟုတ်မတန်းတင်တဲ့သူတွေဟာဒီလောက်များပြားတဲ့နှစ်ကာလတွေအကွာဝေးကြတဲ့ကအချက်လက်တွေကိုမပြောက်အောင်ဘယ်လိုများထိန်းသိမ်းခဲ့ကြတယ်လဲဆိုတာကစဉ်းစားလီအံ့တော်လီပါပဲရှင် အဲ့ဒါကရှေးခေတ်အိန္ဒိယရဲ့မတန်တင်တဲ့စနစ်ကိုလေ့လာရမှာပိုင်းဖြစ်လာပါတယ်ဗျာအဲ့ဒီခေတ်ကစကူတွေ digital မတန်တွေမရှိသေးဘူးလေ ဒါမို့ကွန်ပျူတာတွေမှမရှိတာ အဲ့ဒီတော့နုတရွဆိုမှတ်သားတဲ့စနစ်ကိုအားပြုခဲ့ရတယ်ဘာသာစကားအရ oral tradition လို့ခေါ်တာပေါ့ဒီလိုနေ့ရက်တွေအတီးအကြကိုအစင်ဆက်မမေ့မလျော့ပဲမှတ်သားနိုင်ဖို့အတွက်လင်ကားတဲ့ကြပြားတဲ့ဆက်ဆိုပြီးကြက်မှတ်ခဲ့ကြတယ် ဟိုလေမှတ်ရလို့ရအောင်လို့ပေါ့ ဟုတ်တယ်ဗျာဥပမာအဖြစ်မြန်မာအင်ဂျင်မှုတယ်မှာဆိုရင်ရှေးပညာရှင်တွေကဖွာပွင့်ဟောဆန်ဗျာဒိတ်ခံမှတ်ရန် body နဲ့ဆိုပြီးစာကြောင်းတစ်ကြောင်းတည်းနဲ့အဖြစ်ပြန်၅ခုစလုံးကိုခြုံပြီးမှတ်တမ်းတင်ခဲ့တယ် အဲ့ဒါကတကယ်ကိုထတ်မြတ်တဲ့နီလန်ပဲခေတ်သစ်စကားနဲ့ပြောရင်ဒါပါရှေ့ခီကအချက်လက်တွေကိုအတိအရောက်ဆုံးခြုံပြလိုက်တဲ့ data compression နည်းပညာတစ်ခုလို့တောင်တင်စားလို့ရတယ်နော် ဟာဟုတ်တယ်ဗျာတကယ်ကို data compression ပါပဲနောက်တက်မှတ်ထားစရာလင်ကာတစ်ခုလို့ရှိသေးတယ် ဘယ်လိုမျိုးလဲရှင် ဖျားတဲ့မွေးဖွားတရားတိမြင် body ပင်စံဝင်ပြိနေပါနဲ့အမတန်မှကြစ်လျက်တယ်ဗျာ ဟုတ်ကဲ့ကြည့်လျက်တယ်ဒါပေမဲ့ဒီအချက်လက်တွေကစိတ်ဝင်စားဖို့ကောင်းတယ်လို့တစ်ဖက်မှာလည်းကျွန်မကအတော်လေးသိကျင်စိတ်ဖြစ်စေတဲ့နည်းနည်းရှုပ်ထွေးနေတဲ့အပိုင်းတစ်ခုရှိလာတယ် ။ဘာများလဲခင်ဗျာ အဲ့ဒါကလေ
ဖယားအလောင်းတော်ဖွားမြင်တဲ့နေ့မှာတပြိုင်နက်တီးပေါ်ပေါက်လာတဲ့ဖွားဖတ်တော်ခုနှစ်ဦးကိစ္စပဲ အိုးဟုတ်ကဲ့ဖွားဖက်တော်ခုနှစ်ဦးကိစ္စတမိုင်းချမ်းငန်ဒီမှာအတိအကျဖော်ပြထားတဲ့အရာတွေပါရာတော်တရာမင်းသမီးညီတော်အာနန္ဒာမင်းသားစန္ဒအမတ်ကာလုဒာယီအမတ်ကန်ဒကမြင်းရွှေအိုကြီးလေးလုံးနဲ့မဟာဗောဓိပင်တို့ဖြစ်ကြပါတယ်ဗျာ ဟုတ်ကဲ့ ဒီအရာတွေအားလုံးဟာဘုရားအလောင်းတော်ဖွားမြင်တဲ့ကစုံလပ်ပြည့်နေ့မှာပဲတပြိုင်နက်တီးပေါ်ဖော်လာတယ်လို့ဆိုထားပါတယ်ဗျ နေပါဦးရှင်ဒီအချက်ကိုတေချာplanဖြန့်တွေ့ကြည့်အောင်လူတွေရဲ့တိရစ္ဆာန်ရဲ့ရွှေအိုးကြီးတွေရဲ့တစ်ပင်ရဲ့ဆိုတဲ့တက်ရှိသတ်မဲ့အရာတွေအားလုံးကနေ့ရက်တည့်ရက်တဲမှာရုတ်တရက်ကြီးအလိုအလျောက်ပေါ်လာတယ်ဆိုတာလေတာမန်အသိဉာဏ်နဲ့စဉ်းစားကြည့်ရင်တန်တာရီဆန်လို့မနေဘူးလား တချို့ကအဲ့ဒီလိုထင်တတ်ကြတယ်ဗျာ မတမ်းလေကဒီကိစ္စကိုဘလို့များတီးတီးကြကြရှင်းပြထားသလဲရှင်တကယ်ပဲမြေကြီးတွေကနေရုတ်တရက်ပေါ်လာလားဒါမှမဟုတ်ရင်တခြားလင်းတဲ့အတိပင်များရှိနေသလား မြင်မတန်ကောင်းတဲ့မိကုံးမှာဘုဒ္ဓဝင်ကျမ်းဂန်ရဲ့တဘောတဘာဝကိုနားလည်ဖို့လိုပါတယ်ဗျာရုတ်တရက်ကြီးမောဆန်းဆန်ပေါ်လာတယ်လို့တိုက်ရိုက်ကောက်ယူတာထက်ဒီအရာတွေအားလုံးဟာဘုရားအလောင်းတော်ရဲ့ပါရမီတော်တွေကံတရားရဲ့စီမံမှုတွေကြောင့်အကြောင်းတရားနဲ့အကျိုးတရားအတေးကြတိုက်ဆိုင်ပြီးတနေ့တည်းမှာဖြစ်တည်လာတယ်လို့နားလည်ရပါမယ် အော်အကြောင်းအကျိုးဆက်ဆက်မှုကို ဟုတ်တယ်ယသောတာရာနဲ့အာနန္ဒာရုဆိုတာဆွေတော်မျိုးတော်တွေကအဲ့ဒီနေ့မှာပဲမွေးဖွားလာခဲ့တဲ့သူတွေလေ ဟုတ်ကဲ့ ရွှေအိုးကြီးတွေဆိုတာကလည်းအဲ့ဒီကာလမှာတဘာဝအလျောက်တွေးရှိခဲ့ရတဲ့မြေရှိုးရတနာတွေကိုဆိုလိုတာဖြစ်နိုင်ပါတယ်ဗျာဒါပေမဲ့ဒီအထဲမှာကျွန်တော်တို့အဓိကထားဆွေးနွေးရမယ်တမိုင်းကြောင်းရယနေ့ခေတ်တိုင်အောင်အရေးပါဆုံးဖြစ်နေတဲ့အရာတစ်ခုရှိပါတယ် အားများလဲရှင် အဲ့ဒါကတော့မဟာဗောဓိပင်မှာပဲ ဟုတ်ကဲ့အဲ့ဒီတစ်ပင်အကြောင်းတော့ဒီကေကိုဆွေးနွေးတဲ့အပိုင်းပဲမစီမတိတာအိုရဝေလာတော်ထဲကအောင်မြင်ရမှာပေါက်ရောက်ခဲ့တဲ့ဒီပင်ဟာဖျားလောင်းတော်မွေးဖွားတဲ့နေ့မှာအတူတူပေါက်လာခဲ့တယ် ဟုတ်ကဲ့ ပြီးတော့နှစ်ပေါင်း30ကျော်ကြာတဲ့အခါဖျားရှင်တစ္ဆာလေးပါးကိုတီးမြင်ဖို့တရားကျင့်ကြံတဲ့နေရာမှာအရေးအကြီးဆုံးအေးအာဝါတာဖြစ်အကာအကွယ်ပေးတဲ့နေရာတစ်ခုဖြစ်ပါဝင်ခဲ့တယ်လေ မှန်တယ်ဗျာ ဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းလာတာကကျွန်မစိတ်ထဲမှာအမြဲတမ်းတွေးမိတာတစ်ခုရှိတယ်ကျွန်မတို့ကိုးကွယ်ရစီဒီပိုထိုးရီကိုစဉ်းစားကြည့်ပါရှင်အများအပြားအုံမစ်တီကြောက်တုံးတွေရွှေချထားတဲ့အဆောက်အုံတွေကိုပဲပြင်မြင်တတ်ကြတယ်လေ ဟုတ်တာဘောစီဒီဆိုတဲ့အဆောက်အုံလိုပဲမြင်ကြတာကော ဒါမှမဟုတ်လေဓာတ်တော်မွေတော်တွေကိုတိတ်တာလေးတွေနဲ့တင်စီထားတာမျိုးကိုဒါပေမဲ့အခုကမြေကြီးထဲမှာအမြင့်တွယ်နေတဲ့အရွက်တီဝေးစားနေတဲ့အသက်ရှိတစ်ပင်တစ်ပင်ကိုပရိဖောကစီဒီအနေနဲ့ကိုးကွယ်ကြတယ်ဆိုတဲ့အချက်ပဲဒါဟာတော်လေးကိုထူးခြားတဲ့ရှူထောင်နော် တကယ်ကိုထူးခြားပါတယ်ဗျပိဘောကစီဒီဆိုတဲ့အတိတ်ဘေကိုယ်တိုင်ကဖျားရှင်ကိုယ်တိုင်အထုံးပြုတော်မူခဲ့သောကြောင့်စေဒီနဲ့တူသောအထွတ်မြတ်ထားရအရာဝတ္ထုလို့အဓိပ္ပာယ်ရပါတယ် အော်ဖျားရှင်သုံးခဲ့တဲ့အရာပေါ့ ဟုတ်တယ်ဘောဒီပင်ဟာရိုးရိုးတစ်ပင်တစ်ပင်မဟုတ်တော့ပဲလူသားတဦးရဲ့အမြင့်ဆုံးသောစိတ်ပိုင်းဆိုင်ရာညာအလင်းပွင့်မှုကိုမျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတဲ့ကိုယ်တိုင်လည်းအရေးအဝါဒပေးခဲ့တဲ့တက်ရှိတက်သေးတစ်ခုဖြစ်သွားတာပါဗျာ တကယ်ကိုလေးနဲ့လိုက်တာရှင် ဒီလိုတက်ရှိတစ်ပင်ကိုကိုးကွယ်တဲ့အလေအထားဟာဗုဒ္ဓဘာသာမှာတဘာဝတရားကိုဘယ်လောက်ထိတန်ဖိုးထားသလဲဆိုတာကိုပြသနေပါတယ်ဒါကအရေးကြီးတဲ့မေခွန်းတစ်ခုကိုဖြစ်ပေါ်စေပါတယ်ဗျ ဟုတ်ကဲ့ပြောပါအောင်ရှင် ဒီအချက်ကြောင့်ပဲနောက်ပိုင်းမှာအိန္ဒိယနဲ့တီဟိုကျွန်းကျတဲ့သီရိလင်္ကာကိုလေအဲ့ဒီလိုဗုဒ္ဓဘာသာထွန်းကားတဲ့နေရာတွေကနေမူလဘော်ဒီပင်ရဲ့ပင်ပွားတွေကိုနိုင်ငံအသီးသီးတပင့်ဆောင်လာခဲ့ကြတာပါမြန်မာနိုင်ငံကိုလည်းရောက်လာတာပေါ့ အဲ့ဒီနေရာမှာဇလန်းကတကယ်ကိုစိတ်လုံရှားစရာကောင်းလာတာပဲအဲ့ဒီခေတ်ကာလကိုတစ်ချက်လုံးမျက်စိနဲ့ပုံဖော်ကြည့်ပါအောင်ရှင်ခေတ်သစ်လေးရင်ပြန်ဒီအပူချိန်ထင်းကြီးပေးနိုင်တဲ့ကွန်တိန်နာတွေရေခဲသစ်သားတွေဘာတစ်ခုမှမရှိတဲ့အချိန်ကာလနော် လုံးလုံးမရှိသေးတဲ့ချိန်ပါဗျာ အိန္ဒိယဒါမှမဟုတ်တီဟိုကနေမြန်မာနိုင်ငံကိုတစ်ပင်တပင်တည်လာဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးယာဒီဥတုအမျိုးမျိုးပင်လက်ခီးချားနေကုန်းချောင်းခီးချားနေကိုဖျက်တော့ပြီးအလွန်တန်မိုးကြီးလာတဲ့နုနဲ့လာတဲ့အပင်ငယ်လေးတစ်ပင်ကိုရှင်သန်အောင်တည်ဆောင်လာရတဲ့ဆိုတာတဲကနာရာကိုရေခဲတုံးတည်လာရတယ်လို့မျိုးခက်ခဲတဲ့စစ်စင်ရေးကြီးတစ်ခုပဲ မှန်ပါတယ်ဗျာလန်ကြီးတလက်ချောက်လုံးအပင်မတရားကိုယူဆိုင်ရတာတဲမကဘူးအဓိကစင်ခွန်မှုအကျူကြီးကမြန်မာနိုင်ငံကိုရောက်လာတဲ့အချိန်မှာစတင်တာပါပဲ ဘလို့စိန်ခေါ်မှုများလဲရှင် တမိုင်းမတိုင်းတွေရမြန်မာနိုင်ငံကိုဗုဒ္ဓသာသနာရောက်ရှိတာချိန်ကလေးကဒီဘော်ဒီပင်တွေကိုမြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာစိုက်ပျိုးပူဇော်ခဲ့ကြတယ်ပြဿနာကအဲ့ဒီပင်တွေရောက်လာတဲ့ဒေသရဲ့ယာတိဥတုပဲမြန်မာနိုင်ငံအလဲပိုင်းဆိုတာအပူပိုင်းစုံထဲမှာပါဝင်နေတာလေ ဒါပေါ့
ပြီးတော့ဒီအပင်တွေကကစုံလက်မှာအပွင့်တွေပွင့်ရွက်တွေဝေစားဖို့ဆိုတာဘလို့မှမလွယ်ဘူးကျမတို့စီမှာတန်ကူးရေကုံကစုံရေခန်းဆိုတဲ့ဆိုရိုးစကားရှိရမလား ဟုတ်တယ်ဗျာတန်ကူးရေကုံကစုံရေခန်း ကစုံလက်ဆိုတာမြန်မာနိုင်ငံရဲ့နွေရာသီအလဲဘဟိုအပူဆုံးအချင်းကာလကြီးပဲလေ အတီးကြပါပဲဗျာကစုံလာရဲ့ယာဒီဥဒုအခြေအနေကိုလက်တွေ့ကြကြစဉ်းစားကြည့်ပါနေအောင်ကြီးရဲ့ခန်းလုံးရောင်ကြီးအညွန့်ကင်းဒီအမြင့်ဆောင်အချိန်အပူချိန်ကလည်းဒီဂရီ40ကျော်လောက်အထိရောက်နိုင်တဲ့အချိန်ပါ တော်တော်ပူတဲ့ချိန်ပေါ့ ရေမရှိတော့မြေအောက်ရေမျက်နှာပြင်ကလည်းအနှိမ့်ဆုံးကိုရောက်နေတဲ့အချိန်မှာ ဟုတ်ကဲ့ အဲ့ဒီလိုအခြေအနေမျိုးမှာရေကြိုက်တဲ့အပင်မျိုးဖြစ်တဲ့ body ပင်တွေအတွက်ရှင်တန်ဖို့ဆိုတာအင်မတန်ကြီးမားတဲ့ဇီဝကမ္မဗေဒဆိုင်ရာစိန်ခေါ်မှုကြီးဖြစ်လာပါတယ်ဗျာ တစ်ပင်ကြီးပင်ရဲ့ဇီဝကမ္မခေတ်စင်ကိုကြည့်ရင်ရေမရှိပဲအပူချိန်ကလေးပြင်းထန်နေလေဆိုရင်အဲ့ဒီအပင်ဟာညှို့နှွားပြီးတေဆုံးမှုကလွဲလို့အခြားလားမရှိဘူးအဲ့ဒီချိန်မှာရှေးခေတ်မြန်မာရဲ့စိတ်အခြေအနေဘလို့ဖြစ်နေမလဲဆိုတာကိုတွေးကြည့်လို့ရတယ်ရှင် တော်တော်လေးကိုပူပန်ကြမှာဗျာ ဒါပေါ့သူတို့အင်မတန်အမျက်နိုးထားပြီးခီးချမ်းကြီးကိုဖက်ကြိုတဲ့ဆောင်လာဟရတဲ့ဖျားရှင်ကိုစားပရိဘောင်အစီတွေအဖြစ်ကိုကိုထားတဲ့ body ပင်ကြီးတွေသူတို့မျက်စိရှိတဲ့ညှို့နှွားဖြစ်စီသွားမဲ့အရေးကိုမြင်လိုက်ရတဲ့အခါဘလောက်တောင်ဖျားရခတ်သွားမလဲ ဟုတ်တယ် ဒါအတမန်ချန်တယ်ကတည်းကပင်ညိုးသွားတာနဲ့မတူဘူးလေသူတို့ရဲ့ယုံကြည်မှုသူတို့ရဲ့သာသနာချင်းညှိုးနွမ်းသွားလို့ခံစားရမှာသိချရတယ် အဲ့ဒီဆွေးရင်ပူပန်မှုကနေအဖြေတစ်ခုထွက်လာတာပါပဲဗျာ body ပင်တွေမညှိုးမနွမ်းစေဖို့အသက်ရှင်တန်စေဖို့ဆိုတဲ့တကယ်လက်တွေ့ကြတဲ့ရည်ရွယ်ချက်နဲ့ပြည်သူတွေစုပေါင်းပြီးရေစတင်သွန်းလောင်းခဲ့ကြတယ် အော်ရေလောင်းတာကနေစတာပေါ့ ဟုတ်တယ်အစာပထမပိုင်းမှာတော့ဒါဟာအပင်တပင်ကိုရှင်းတန်းအောင်ရေလောင်းရဲ့တာမန်လို့ရတတ်ထင်နေပါတယ်ဒါပေမဲ့အချိန်ကြာလာတဲ့နဲ့အမျှဒီလို့ရချက်မှာတတ်တာတရားတွေယူသေးကိုင်းဆိုင်မှုတွေပေါင်းမင်းလာတယ် ပိုဘီလင်းတက်လာတာပေါ့ မှန်ပါတယ်ယူရေလောင်းတာကနေနန္တာရေတွေပန်းတွေစီမီတွေနဲ့ပါတခန်းတနာပူဇော်လာကြတယ်အဲ့ဒီလိုနဲ့နှစ်ပေါင်းရာချီကြာလာတဲ့အခါကျွန်တော်တို့ယင်းနေချင်းမြင်တွေ့နေရတဲ့ကဆုံညောင်ရဲ့သုံးဖွဲတော်ဆိုတဲ့ကြီးကျယ်ခံနာတဲ့ဘာသာရေးနဲ့ယဉ်ကျေးမှုပွဲတော်ကြီးအဖြစ်အသွင်ပြောင်းသွားတာဖြစ်ပါတယ်ဗျာ ဒါဆိုရင်ဒါတွေအားလုံးကဘာကိုဆိုလိုရလဲရှင်ဒီဖြစ်စဉ်တစ်ခုလုံးကိုခြုံငုံပြီးသုံးသပ်ကြည့်မယ်ဗျာကျမတို့ညောင်းရီသုံးပွဲတော်လို့ပြောလိုက်ရင်ဘာသာရေးတတ်ယုံကြည်မှုတတ်လုပ်တဲ့ပွဲတော်တစ်ခုလိုပဲအလွယ်တကူချင်းမြင်တတ်ကြတယ် အများစုကအဲ့ဒီလိုပဲမြင်ကြတာပေါ့ဗျာ ဒါပေမဲ့အခုလိုအချက်လက်တွေသမိုင်းနောက်ခတ်အကြောင်းရင်းတွေကိုထောက်ချင့်ကြည့်လိုက်တဲ့အခါမှာတော့ဒါဟာရှေ့ခေတ်ကတည်းကလူထုတရက်လုံးစူပေါင်းလှုပ်ဆောင်ခဲ့ကြတဲ့သဘောဝပုံဝင်ခြင်းထိန်သိမ်းရေးလှုပ်ရှားမှုကြီးတစ်ခုဖြစ်နေတာကိုအန်ပြောဖွယ်ရတွေ့ရတယ်ရှင် တကယ်ကိုဟုတ်ပါတယ်ဗျာ ခေတ်သစ်မှာကဘာကြီးပူးနွေးလာမှုကိုကာကွယ်ဖို့သစ်ပင်တွေစိုက်ကြရေလောင်းကြဆိုပြီးလှုပ်ရှားမှုတွေလုပ်နေကြတဲ့အချိန်မှာလေရှေ့ခေတ်မြန်မာတွေကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကချော့သွေးတဲ့ຫນွေရာသီမှာအပင်တွေကိုကာကွယ်ဖို့ကြီးမားတဲ့လူထုလှုပ်ရှားမှုကြီးတစ်ခုကိုဖန်တီးခဲ့ပြီးအဲ့ဒီလှုပ်ရှားမှုကိုမပြောက်ပြတ်သွားအောင်ဘာသာရေးယုံကြည်မှုဆိုတဲ့အခွင့်နဲ့လှပစွာထူပိုးချခဲ့လာလို့မြင်မိတယ်ရှင် ဒီအချက်ကိုပိုကျေပြန့်တဲ့ရှုထောင်နဲ့ဆက်ဆက်ကြည့်မယ်ဆိုရင်ဗျာအင်မတန်လှပတဲ့ကောက်ချက်ချမှုပါပဲပြဿနာတစ်ခုကိုဖြေရှင်းရင်းနဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုကိုပါမွေးဖွားပေးနိုင်ခဲ့တာကရှေးလူကြီးတွေရဲ့ပညာသားပါတဲ့အချက်ပါ ဟုတ်ကဲ့ ယာဒီဥရုရဲ့ကြမ်းတမ်းမှုဆိုတဲ့တဘာဝတရားရဲ့စင်ခွာချက်ကိုဗုဒ္ဓသာသနာအထွန်းရှည်တည်တံ့စေလိုတဲ့ဆိုတဲ့လူတွေရဲ့ပြင်းပြတဲ့တရားတရားနဲ့ပေါင်းဆက်လိုက်တဲ့အခါ2000ကြီးခိုင်မြဲမဲ့ဓလေ့တစ်ခုဖြစ်လာတာပေါ့ တကယ်ကိုလှပတဲ့ပေါင်းဆက်မှုပဲ ဒါဟာတဘာဝတရားကိုထိမ့်သိမ်းခြင်းကဘာသာတရားကိုစောင့်ရှောက်ခြင်းပဲဆိုတဲ့နည်းနည်းလေးအတွေးခေါ်တစ်ခုကိုလည်းပေးစွမ်းနေပါတယ်ဗျာ သိချတာပေါ့ရှင်အခုဆိုရင်ကျမတို့ရဲ့လေးလာဆွေးနွေးမှုကတော်တော်လေးကိုပြည့်စုံတဲ့ပုံဖော်မှုတစ်ခုရလာပြီလို့ထင်ပါတယ်အဓိကအချက်တွေကိုပြန်ပြီးချုပ်ကြည့်ရရင်ကဆုံလာပြီးနေဆိုတာဟာဒါမှလာပြီးနေတနည်းမဟုတ်ပဲဗုဒ္ဓမေဆာဗျာရဲ့ဗျာဒိတ်ခံယူခြင်းဖွားမြင်ခြင်းဖရာအဖြစ်တို့ရောက်ခြင်းတရားဥဟောခြင်းနဲ့ပြိနိဗ္ဗာန်ဆံဝင်ခြင်းဆိုတဲ့ဘဝရဲ့အရေးကြီးဆုံးမှတ်တိုင်း၅ခုစလုံးစုစုံရလွန်းစွာရှားပါတဲ့သမိုင်းဝင်နှိထူးနှိမ့်မြစ်ထွက်နေတယ် ဟုတ်ပါတယ်ဗျ ပြီးတော့အဲ့ဒီနေ့မှာလည်းအတူတူပေါက်ရောက်လာခဲ့တဲ့မဟာဗောဓိပင်ဟာလည်းတာဒနာတော်ရဲ့အရေးပါတဲ့ပြားရုပ်တစ်ခုဖြစ်လာခဲ့တယ်။နောက်ဆုံးမှာတော့အဲ့ဒီဗောဓိပင်တွေကိုပြင်းထန်တဲ့ຫນွေရာသီရဲ့အပူရံကနေကာကွယ်ဖို့စ조사ရကနေဆင်းသက်လာတဲ့ကစုံညောင်ရည်တွင်းပွဲတော်ဟာလက်တွေ့ကျတဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ဘာသာရေးယုံကြည်မှုလို့အချိုးကျကျပေါင်းဆက်ထားတဲ့အမခန့်ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်တယ်ဆိုတော့ကိုကျမတို့ရှင်းရှင်းလင်းလင်းမြင်တွေ့ကြရပါပြီရှင်။ မှန်ပါဗျာဒီအချက်လက်တွေကနေတဆင့်သမိုင်းယဉ်ကျေးမှုနဲ့
တဘာဝတရားတို့ဘလို့ခွဲခြားမရအောင်ရောရှဲနေတယ်လေဆိုတာကိုအားလုံးပဲကောင်းကောင်းတတိပြုမိကြမလို့ထင်ပါတယ် ဒီတော့ဒီနည်းရဲ့လိလာဆွေးနွေးမှုကိုအဆုံးသတ်ဖို့အတွက်ဒီအချက်လက်တွေကနေပေါက်ဖွာလာတဲ့ကျမခေါင်းလေးမှာတဝဲလေလေးဖြစ်နေတဲ့အတွေ့အတစ်ခုကိုခြံထားခဲ့ချင်ပါတယ်ရှင် ။ဘာများလဲခင်ဗျမျှဝေပါအောင် စောစောကကျမတို့ဆွေးနွေးခဲ့သလိုပဲဂေါတမဖျားရှင်ရဲ့အမြင့်မားဆုံးသောစိတ်ပိုင်းဆိုင်ရာအောင်မြင်မှုဉာဏ်တော်အလင်းပွင့်မှုကိုရရှိတဲ့အချိန်မှာဒီမဟာဗုဒ္ဓပင်ဆိုတဲ့တဘာဝတရားကြီးကမပါမဖြစ်တဲ့အရေးအဝါဒအဖြစ်အကာအကွယ်ဖြစ်ရှိနေပေးခဲ့တယ်ဆိုလိုတာကလူသားတို့ရဲ့အမြင့်ဆုံးစိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုနဲ့အတိညာဉ်ပွင့်လင်းမှုဟာတဘာဝတရားကြီးနဲ့အလွန်ကိုနဲ့နဲ့ဆိုင်ဆိုင်ခွဲခြားမရအောင်ဆက်ဆက်နေတယ်ဆိုတာပါပဲ ။ဆိုလိုတာကတစ်ပင်တပင်တဘာဝတရားရဲ့အစိတ်ပိုင်းတစ်ခုဟာဖျားရှင်ရဲ့လွတ်မြောက်ရာခရီးစဉ်မှာအဲ့ဒီလောက်အထိအရေးပါခဲ့တယ်ဆိုတဲ့သဘောပါဗျာ အထီအကျပါပဲရှင်အကယ်များလူသားတစ်ယောက်ရဲ့စိတ်ဝိညာဉ်အမြင့်မားဟုံအရှင်းကိုရောက်ဖို့အတွက်တဘာဝတရားရဲ့အကူအညီရဲ့အဲ့လောက်အထိလိုအပ်ခဲ့တယ်ဆိုရင်ယနေ့ခေတ်ကွန်ခရစ်အစောအုံဒီဖန်သားပြင်းနေကြတဲ့မှာပိတ်လောင်နေထိုင်ရင်တဘာဝတရားနဲ့တဖြည်းဖြည်းကင်းကွာလာနေတဲ့ကျမတို့ခေတ်သစ်လူသားတွေနေထိုင်မှုပုံစံတွေဟာကျမတို့ရဲ့နေ့စဉ်စိတ်ပိုင်းဆိုင်ရာတည်ငြိမ်အေးချမ်းမှုစိတ်ဖြီးစည်းမှုကနေလွတ်မြောက်နိုင်မှုတွေအပေါ်မှာဘယ်လောက်အထိများဆူဆူရွာရွာရိုက်ခတ်မှုတွေရှိနေမလဲ တကယ်ကိုတွေးเสียရပါပဲဗျာ ဒါတကယ်ပဲသွေးချီလေးနည်းနည်းလေးဖြစ်မဲ့မေခွန်းတစ်ခုပါရှင်ဒါကိုတော့နားဆင်နေသူအားလုံးပဲကိုယ်ပိုင်အချင်းလေးပေးပြီးဆက်လက်စူးစမ်းတွေ့လို့ထိကြဟုဖိတ်ခေါ်ရင်ဒီနေ့ရဲ့အသေးစိတ်လေးလာဆွေးနွေးမှုကိုဒီမှာပဲရန်နာလိုက်ပါမယ်ရှင်